မှာဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဒီနာမည်ပေးထားတဲ့ဟာလေးကမြန်မာ Unity Movement for the Earthquake ပေါ့နော်ဒီငလျင်တန်ခံရတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့မြန်မာတွေစီးလုံးညီညွတ်မှုနဲ့ကျွန်တော်တို့ပြန်လည်ထူထောင်ရေးအတွက်ကိုတွားကြမယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ရဲ့ UKMN ရဲ့ဒီကျွန်တော်တို့စာသားလေးက From the War to Myanmar Together We Rebuild ပေါ့နော်။အဲ့တော့ From the War to Myanmar ဆိုတော့ကြတော့ကျွန်တော်တို့ခုမြန်မာနိုင်ငံမှာပြဿနာဖြစ်တယ်ဆိုတော့အဲ့မြန်မာနိုင်ငံမှာဖြစ်တဲ့ဟာကိုကျွန်တော်တို့ကမ္ဘာတစ်လွှားမှာရှိတဲ့လူတွေမြန်မာတွေကမ္ဘာတစ်လွှားမှာရှိနေတဲ့မြန်မာတွေပြီးလို့ရှိရင်တခြားနိုင်ငံသားတွေကနေပြီးတော့ကျွန်တော်တို့ together အတူတကွเนาะ we rebuild ကျွန်တော်တို့ပြန်လဲတည်ဆောက်ဖို့ပြန်လဲထူထောင်ဖို့အတွက်တွားမယ်ဆိုပြီးတော့ကျွန်တော်တို့စာသားလေးထုတ်ထားတယ်။ Okay အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာကျွန်တော်တို့အတူတယောက်တည်းလုပ်တာမျိုးမဟုတ်ဘူးကျွန်တော်တို့မှာ team တွေရှိတယ်ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့အောင်ကျော်စိုးပါ။အခုလက်ရှိမှာတော့ဒီ operation ဘိုင်းပေါ့နော်အဓိကတော့ operation နဲ့ logistics နဲ့ operation ကိုကျွန်တော်တာဝန်ယူထားပါတယ်။ဟုတ်ကျွန်တော်တော့ပင်ကီပါကျွန်တော်ကိုယ်တိုင်ကလည်း artist တယောက်ဖြစ်တယ်ပြီးတော့ဒီ UKMN မှာဆိုလို့ရှိရင်လည်းကျွန်တော်က Josephine ဒီ media strategist အပိုင်းကိုတာဝန်ယူပြီးတော့လုပ်ဆောင်ပေးကြ။ကဲမင်္ဂလာပါကျွန်တော်နာမည်ဒုက္ခအောင်ပါကျွန်တော်ဒီ UKMN မှာတော့အဓိကဒီ web development ပိုင်းကိုတာဝန်ယူထားပါတယ်ခင်ဗျတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်နာမည်ကတထူးစောပါကျွန်တော်ကဒီ UKMN မှာစောနာမိတ်ဆက်ဆိုလို့တောက်တူမေရပေါ့နော်တောက်တူမေရဆိုဒီ production ဘိုင်းမှာအဓိကတောက်တူမေရအကုန်လုပ်ရပါတယ်အဲ့တော့ကျွန်တော်ဒီ UKMN အတွက်ဒီ protection နဲ့ဒီ media ဘိုင်းကိုအဓိကတာဝန်ယူထားပါတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမနာမည်လင်းလင်းပါညီမ UKMN ရဲ့ volunteer တယောက်ပါပဲဒါပေမဲ့အခုလက်ရှိမှာ marketing research တွေလုပ်ပေးနေတယ်ကဲ hello မင်္ဂလာပါအားလုံးပဲတွေ့ရဝမ်းသာပါတယ်ဆိုတော့ညီမစနိုးပါအခုတော့ UKMN မှာ marketing ဘိုင်း PR ဘိုင်းနဲ့volunteer လုပ်ပေးနေပါတယ်ဒီ volunteer ခေါ်ခြင်းရွေးချက်တစ်ခုလုံးကဒီပြန်လည်ထူထောင်ရေးအတွက်ဒီ funding ကိုဘယ်လိုရှာမလဲရေရှည်မှာဘယ်လိုမျိုးအကောင်းဆုံးဖြစ်မလဲဆိုတာလေးကိုကျွန်တော်တို့စဉ်းစားပြီးတော့ဒီvolunteer ခေါ်တာလေးကိုလုပ်တယ်ပေါ့ဟုတ်ကဲ့မင်္ဂလာပါညီမနာမည်ကတော့ငွေတော်ရလာမင်းဆိုပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါရပါပါလေနာမည်ကတော့လက်ဖိုင်ပေါ့နော်ဟုတ်လို့ဟုတ်ကဲ့ကျွန်တော်နာမည်မျိုးပိုင်ပါအလုံးတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်နာမည်အန်ထူမောင်ပါပေါ့နော်ဟုတ်ကဲ့ကျွန်တော်နာမည်ကစင်လွင်ထူပါအောင်မြင့်ရှိပြီလို့ဟုတ်ညီမနာမည်မေမြတ်သူပေါ့နော်ဟုတ်တွေ့ရဝမ်းသာပါတယ်ညီမနာမည်ရှိုးဝမောင်လို့ခေါ်ပါတယ်ဟုတ်ညီမနာမည်ကစုပါအဲ့တော့ UKMN ဆိုတာဘာလဲဆိုတော့ UKMN ဆိုတာက UK က United Kingdom MN ကမြန်မာ network အဲ့တော့ကြတော့ UK မှာရှိနေတော့မြန်မာတွေရဲ့ network ပေါ့နော် okay เนาะအဲ့တော့ဒါ UKMN ရဲ့ရွေးချက်ကကျွန်တော်တို့က community base သွားတယ်တယောက်နဲ့တယောက်ချင်းချင်းသိအောင်လုပ်ပေးမယ်အဲ့အနေပြီးတော့ကူညီကြမယ်တယောက်နဲ့တယောက် support သွားကြမယ်အဲ့လိုမျိုးလေးကျွန်တော်တို့သွားမှာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ UKMN ကနေပြီးတော့လွန်ခဲ့တဲ့2လလောက်မှာကျွန်တော်တို့ပွဲလေးတွေစီစဉ်ပေးခဲ့တယ်ပေါ့နိုင်ငံခြားရောက်သွားပြီဆိုတာနဲ့အဆင်ပြေသွားတာမဟုတ်ဘူးနိုင်ငံခြားမှာလည်းအများကြီးအခက်အခဲတွေကျွန်တော်တို့ကြုံရတယ်ဖြတ်တန်းရတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့လိုမျိုးသွားတဲ့အချိန်မှာတခြားအိန္ဒိယတို့ Thailand တို့ Vietnam တို့ကသူတို့စီမှာ support system တွေရှိတယ်အဲ့လိုမျိုးလူသစ်တယောက်ရောက်လာပြီဆိုတာနဲ့အဲ့လူကိုဒီနိုင်ငံနဲ့အသားကျသွားအောင်ဘယ်လိုလုပ်ပေးမလဲဆိုတာမျိုးသူတို့စီမှာ system တွေရှိတယ် group တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာတွေမှာမရှိသေးဘူးပေါ့နော်အဲ့တော့ကြတော့ဒီ UKMN လေးကစပြီးတော့ထောင်းတဲ့အချိန်မှာဒီ UK မှာရောက်နေတဲ့မြန်မာတွေကြုံတွေ့နေရတဲ့အခက်အခဲတွေအားလုံးကိုတယောက်နဲ့တယောက်ရင်းနှီးမှုသိပြီးတော့ညီညွတ်မှုနဲ့ကျွန်တော်တို့ဖြည့်ရှင်းမယ်ဆိုတဲ့ပုံစံလေးပေါ့ okay အဲ့တော့အလုပ်ရှာဖို့ကကျွန်တော်တို့အရေးကြီးတဲ့အတွက်ကြောင့်ပတ်စံဝင်ငွေရှိဖို့အရေးကြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ပွဲတွေမှာပတ်စံအလုပ်ဘယ်လိုရှာရမလဲဆိုတာမျိုးလေးတွေကျွန်တော်အဓိကထားပြီးသွားတယ်အဲ့တော့ကျွန်တော်တို့ပွဲနံပါတ်1မှာဆိုလို့ရှိရင်အလုပ်ဘယ်လိုရှာမလဲပြီးရင် UK မှာဒီ sponsorship ကိုဘယ်လိုယူမလဲဆိုတဲ့ဟာမျိုးတွေတွားတယ်နံပါတ်2မှာကျတော့ကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့ detail တွားလာပြီနံပါတ်2မှာပွဲနံပါတ်2မှာကျွန်တော်တို့က CV တွေ interview တွေဘယ်လိုပြင်ရမလဲဆိုတဲ့ workshop လေးကိုကျွန်တော်တို့လုပ်ပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ပွဲနံပါတ်3မှာကျတော့ကျွန်တော်တို့အဲ့ထပ်ပို့ပြီးနောက်တစ်ဆင့်တွားတာအဲ့ CV တွေ interview preparation တွေလုပ်ပြီးတဲ့အချိန်မှာတကယ်interview ကြရင်ဘယ်လိုဖြေရမှာလဲဆိုတာမျိုးလေးတွေပြီးလို့ရှိရင်ကိုယ့်ရဲ့ CV ကတခြားလူနဲ့ရှင်းလိုက်လို့ရှိရင်ဘယ်လိုမျိုးဖြစ်နေရမလဲပေါ့နော်တိတာနေအောင်လူရွေးချယ်စိတ်ရှိအောင် interview ခေါ်ခံအောင်ဘယ်လိုမျိုးပြင်ရမလဲဆိုတာလေးတွေပြီးရင်နောက်ဆုံးတစ်ဆင့်ကတော့ကျွန်တော်တို့ကဲဟုတ်ပြီအလုံးရှောက်ခဲ့တယ်အကောင်းဆုံးစူးစမ်းခဲ့တယ်မရခဲ့ဘူးဆိုရင်တော့မှကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတဲ့ပုံစံမျိုးလေးကိုကျွန်တော်တို့ပွဲ3ပွဲနဲ့ကျွန်တော်တို့စီစဉ်ပြီးတော့ပြောပြခဲ့တယ်ဟုတ်ပြီเนาะအဲ့တော့နောက်ဆုံးပွဲကတော့ကျွန်တော်တို့အလုပ်ရှာတဲ့ဟာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီလူတွေချင်းချင်း network ဖြစ်အောင်ရင်းနှီးသွားအောင်လို့ကျွန်တော်တို့ squid game လေးတွေဆော့ခဲ့တယ်ပြီးတော့ကျွန်တော် chill session ပေါ့နော် chill session လုပ်တယ်အဲ့မှာစကားတွေ
ပြောကြတယ်ဆိုတော့အဲ့ပွဲလေးတွေမှာလည်းဒီတော်တော်များများကယဉ်ကျေးမှုတွေရခဲ့ကြတယ် network တွေဖြစ်ခဲ့ကြတယ်ပေါ့နော်ဆိုတော့အဲ့ဟာလေးကကျွန်တော်တို့လုပ်ခဲ့တဲ့ပွဲလေးတွေပါအဲ့တော့ကျွန်တော်တို့ရဲ့အဓိကဒီဟို volunteer ရဲ့ခေါ်အပ်ခြင်းရည်ရွယ်ချက်ကကျွန်တော်တို့က fundraising ပတ်စံရှာမယ်ပေါ့နော်ဒီမြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက်ပတ်စံရှာမယ်ပတ်စံရှာတဲ့အချိန်မှာခဏလေးနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးကျွန်တော်ပြောသလိုသူကရေရှည်စဉ်းစားရမယ့်ကိစ္စမျိုးဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲ့high level strategy ပေါ့နော်အဲ့ဒီအရာမှာကျွန်တော်တို့ objective ၄ခုချထားတယ်အဲ့ objective ၄ခုမှာနံပါတ်1ကကျွန်တော်တို့ဒီရေရှည်အတွက်ကျွန်တော်တို့ပတ်စံရှာရမယ်အဲ့လိုပတ်စံရှာမယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ကမြန်မာတွေပဲကူညီနေလို့မရဘူးကျွန်တော်တို့နိုင်ငံသားတွေကိုလည်းကျွန်တော်တို့အခုကူညီတောင်းတာမျိုးလိုတယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းနိုင်ငံတခြားနိုင်ငံတွေကကူညီပေးနေတဲ့ဟာတွေအများကြီးရှိတယ်အဲ့လိုမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့ကpublic awareness ကိုကျွန်တော်တို့လူသိအောင်ပေါ့နော်ကျွန်တော်တို့ချပြမယ်ဟာလေးရှိတယ်အဲ့လိုချပြနိုင်မှသာလေကျွန်တော်တို့ကကြာရှည်ခံတဲ့ဒီ support ပေးနိုင်တဲ့ network တွေဖြစ်လာမယ်ပေါ့နော်အဲ့ဒါကတစ်ပြက်ပြီးလို့ရှိရင်နောက်ဆုံးကြလို့ရှိရင်တော့ကျွန်တော်တို့ကဒီ community မှာပါဝင်တဲ့လူတွေကိုလည်းကျွန်တော်တို့ကပြီးွားပြီးတော့ဟိုရပြီဆိုတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီတယောက်နဲ့တယောက်ပို့ပြီးတော့ support ပေးမယ်ကူညီပေးမယ်အဲ့လိုမျိုးပုံစံမျိုးလေးကျွန်တော်တို့ဆက်သွားမယ်ပေါ့နော်objective ၄ခုရှိတယ်ပတ်စံရှာဖို့အတွက်ရေရှည်ပတ်စံဘယ်လိုရှာမလဲဆိုတာကြီးကျွန်တော်တို့ပြောခဲ့တယ်ဟုတ်ပြီအဲ့မှာကျွန်တော်တို့က step လေးတွေခွဲထားတယ်1 2 3လေးပေါ့နော်အဲ့တော့ step 1ကကျွန်တော်တို့ online ကနေပြီးတော့ donation ကောက်ခံတဲ့ကိစ္စတွေရှိမယ်ပြီးတော့ဒီ online နေပြီးတော့ donation ကောက်တယ်ဆိုတာဒါအကုန်လုံးလုပ်နေကြတဲ့ method ပဲပေါ့နော်မထူးကြဘူးအဲ့မှာကျွန်တော်တို့ကကြတော့ဘာတွေကွာလာပြီလဲဆိုတော့ကြတော့ကျွန်တော်တို့က step 2အနေနဲ့ digital art sale ပေါ့ကျွန်တော်တို့မှာမြန်မာအမှုပညာမြန်မာအဲ့လိုမျိုး artist တွေရှိမယ်ပုံစံမျိုးလေးတွေပေါ့နော်အဲ့ဟိုပတ်စံကိုသူများစီကနေပတ်စံပေးပါဆိုပြီးတော့ like ကောက်နေတဲ့ဟာကလမ်းကြောင်းတစ်ခုရှိမယ်ဒါပေမဲ့နောက်တစ်မျိုးအနေနဲ့ကျွန်တော်တို့ကစဉ်းစားတဲ့အချိန်မှာဒီလူတွေမြန်မာလူမျိုးတွေရဲ့ creativity နဲ့ဖန်တီးထားတဲ့အမှုပညာလက်ရာလေးတွေကိုကျွန်တော်တို့ကလှူမဲ့ဟို donate လုပ်ချင်တဲ့လူတွေကိုကျွန်တော်တို့ကရောင်းမယ်ရောင်းတဲ့အချိန်မှာသူတို့အနေနဲ့လည်းလှူရတဲ့အချိန်မှာပို့ပြီးတော့ပတ်စံဒီတိုင်းပေးလိုက်ရတဲ့ထက်စားလို့ရှိရင်သူတို့ကအမှုပညာတစ်ခုကိုဝယ်ယူပြီးတော့လှူလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးကပို့ပြီးတော့ရေရှည်မှာအဆင်ပြေမယ်လို့ကျွန်တော်တို့ကထင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ step 2 step 3ကကြတော့ကျွန်တော်တို့ဒီ event တွေလုပ်မယ်ပေါ့နော်ဒီမြန်မာဆိုတာဘာလဲဆိုတဲ့အကြောင်းလေးတွေကိုနိုင်ငံသားတွေချပြဖို့အတွက်ကျွန်တော်တို့ event လေးတွေလုပ်မယ်အဲ့ဒီ event မှာကျွန်တော်တို့ရဲ့ဒီခုနကတော့ဒီ digital art sales ပုံစံမျိုးအမှုပညာလက်ရာလေးတွေရောင်းမယ်နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့တကယ် physical ဟိုအမှုပညာလက်ရာလေးတွေကိုအဲ့ဒီ event မှာရောင်းမယ်event မှာကျွန်တော်တို့အစားတောက်ရောင်းမယ် ticket တွေရောင်းမယ်ဆိုတော့event တွေလုပ်ပြီးတော့ကျွန်တော်တို့ပတ်စံရှာမယ်ပေါ့နော်အဲ့လို event လုပ်တဲ့အချိန်မှာလည်းကျွန်တော်တို့ကဟိုလာတဲ့လူတွေကိုဒီတိုင်းတက်ကြီးလာပြီးတော့ဟိုပြန်သွားပတ်စံလူပြန်သွားတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့culture ကဘာလဲဆိုတာမျိုးလေးကိုကျွန်တော်တို့ချပြဖို့အတွက်ကျွန်တော်တို့စဉ်းစားရပါတော့အဲ့တော့လာတဲ့လူတွေကမြန်မာရဲ့ဟိုဟာကိုဒီယဉ်ကျေးမှုဟိုရိုးရမွေနှစ်အဲ့ဓာတွေ heritage ဒီ culture တွေကိုတို့မှလေ့လာခွင့်ရှိသွားမယ်ကျွန်တော်တို့ကဒီ documentary ရိုက်နေတာရှိတယ်ပေါ့နော်ဘယ်အုံနဲ့ပြိုကြရောပြိုကြတော့အဲ့ဒီမှာပဲရှေ့ဟာတွေထွက်ခဲ့အိမ်ကြီးအက်ကွက်နေပြီဆိုတာနဲ့အန်တီကထွက်သွားတယ်နိုင်ပါသည်ညီနိုင်ပါသည်သိနိုင်ညီနိုင်ရနိုင်ပြီးအောင်သောဘုံအောင်သောဂတိတို့ရောက်ပါသေးသာရှင်မြတ်ဖေဟာတက်လာမယ့်ကလေးတွေအတွက်တော့ပြောင်းမတယောက်ပဲဖြစ်ချင်တယ်ငယ်ကလေးပေးကြုံနေရတဲ့ပြည်သူတွေအတွက်ကောဒါမျိုးမကြုံရသေးနဲ့လို့ဆုတောင်းပါတယ်လို့